ไม่มีเวลาค่ะทีนี้เรามีการปรับจูเลียก็เต็มไปว่าไม่ได้เสร็จแล้วห้องเกน้ำมาบ่เนาะที่เรามีเองเลยสิไปให้เองเลยมาเทมากูจะเปลี่ยนสีทาไปแล้วเองเราเลยก็เทไปว่ามาเปลี่ยนสีไปแต่ใช้เองนี่ก็เลยเดี๋ยวมีจีแม่บ่เนาะเดี๋ยวจะรออะปอมามอสเปนซีนี่เลยกูเลยเดี๋ยวไปบ่มาပေါ်မှာပြောကြတော့လူမျိုးပေါ့နော်လေးမြန်မလိုပဲနဲ့လုံကြီးလေးကိုလည်းပြပြပေးသွားပါမယ်ဆိုတော့ကအရင်ဆုံးကတော့အိမ်ပေါ့နော်ခြားတကားပေါင်းပါလူမျိုးအိမ်ကြီးဆိုရင်ဘယ်လိုဝင်ရလဲဆိုတာပထမတနည်းလေးမှာပြပြပေးပါမယ်နော်ကဲအရင်ဆုံးသူကနှစ်နည်းရှိရဝင်ရတာအရင်ဆုံးတစ်နည်းကတော့မီနူးတဲ့ဝင်ရပါမယ်ပြီးရင် post ထဲမှာဒီမီပြဟာတွေခလုတ်လေးကိုနှိပ်လိုက်ရပါမယ်ရှင့်ဒါလေးပါနေပြီးွားရင်အမဒီဘောနော်ခလုတ်ဒီအများကြီးပေါ်လာလိမ့်ပါမယ်အဲ့မှာမိတို့ကဘောနော်ဒီချေနာခါခလုတ်ကလေးပါအဲ့ချေနာခလုတ်ကလေးကိုနှိပ်လိုက်ရပါမယ်နှိပ်ပြီးွားရင်အမချစ်ကလေးပြန်ချစ်ပြီးတော့အဲ့နာမှာစစ်ဆွဲဟာပေါ်နေအရှင်ဆွဲဟာနေပြီးတော့မိကျိုးတဲ့ဝင် post ထဲဝင်ပြီးတော့ဒီနားကခုနကမိလောက်ထားတဲ့ဟာလေးဆိုတဲ့ဟာလေးပေါ်နေလိုက်ပါမယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါရှင့်နှိပ်ပြီးဒီမှာခလုတ်တွေအများကြီးရှိပါအဲ့မှာရွှေ့ရမှာဖြစ်ပါရွှေ့ပါမယ်ဆိုတော့အပေါ်လေးနည်းနည်းသွားပြီးတော့ရှေ့ကိုထပ်ထိုးလိုက်ပါရှင့်ပြီးရင်ဒီလိုမျိုးလေးထပ်တူပါဆိုတော့ရောက်သွားပါပြီဆိုတော့အထဲရဲ့အိမ်ကိုရောက်သွားပါပြီဒီမှာကအထဲမှာပစ္စည်းကောက်ကိုနောက်ခါချလို့ရပါတယ်ပြန်ထွက်ရင်တော့လွယ်လွယ်လေးပေါ့နော်လိုမျိုးလေးပြန်ထွက်လိုက်ရုံပဲကဲနောက်တစ်နည်းကိုပြပြပါမယ်အရင်တစ်နည်းကဒါကတော့ပုံမိုက်တယ်ပေါ့နော်မီနူးတဲ့ဝင်လိုက်ပါ post တဲ့ဝင်လိုက်ပါရှင့်ပြီးရင်ဆိုရင်မီပြဟာခလုတ်လေးကိုပြန်ဝင်လိုက်ပါဒီမှာပါဒီခလုတ်လေးကိုဝင်လိုက်ပါတွေ့ကြရလားမသိဘူးဒီမှာအဲ့ဟာလေးဝင်လိုက်ရင်အောက်ကိုနည်းနည်းဆွဲလိုက်ရင်ဝေါ်ဆွဲဟာတွေ့လိမ့်မယ်အဲ့ဝေါ်ဆွဲဟာလေးကိုနှိပ်ပြီးတော့နေရာချမှာဖြစ်ပါတယ်နေရာချမယ်ဆိုတော့နည်းနည်းလေးဒီဆက်အပေါင်းဆွဲဟာလေးကိုကြာလေးဖိနှိပ်ပြီးလိုက်ပါကဲရောက်သွားပြီဆိုရင်ဘောနော်မိပြဟာခလုတ်လေးတွေကိုထပ်ပြီးဝင်လိုက်ပါဒါလေးပါဝင်လိုက်ပြီးဒီမှာ basket 1ဆိုတဲ့ဟာလေးတွေ့ရင်အဲ့ဟာလေးကိုနှိပ်လိုက်ပါရှင့်ပြီးွားရင်ဒီအောက်ကိုနည်းနည်းချလိုက်ပါအောက်ကိုချလိုက်ရင်ဒီမှာတို့မျိုးခလုတ်ကလေးနှစ်ခုတွေ့လိုက်ပါမယ်အဲ့မှာမိကြဟာဒီဟာလေးကိုနှိပ်လိုက်ပါအမှန်ချစ်ကိုဒါနှိပ်လိုက်ရင်တော့ရပါပြီရောက်သွားရင်အဲ့စပိန်လေးကိုမိတော့ action ဆိုပြီးတော့စီးလိုက်ပါမယ်ပြီးရင်နေရနဲကိုစပိန်အောင်ဝင်လိုက်ပါမယ်သူကနည်းနည်းလေးကိုကြားမယ်ပေါ့နော်အဲ့လိုမျိုးလေးအဲ့နီကိုမီတော်တော်ကြိုက်တယ်ပေါ့နော်ပြီးရင်ထဲကိုမြန်ဝင်လိုက်အဲ့ဆိုတော့လိုမျိုးလေးဖြစ်သွားပါပြီနော်ခေါင်းရမရလေပါဝင်လို့ရပါပြီနောက်တစ်ခုကတော့အပေါ်မှာစပိန်စီနီလေးပေါ့နော်အဲ့လေးကိုပြပါမယ်မီကျူးလေးကိုရင်ဝင်လိုက်ပါပြီးရင် post လေးကိုဝင်လိုက်ပါပြီးအဲ့ဒီနာ basket 1ဆိုတဲ့ဟာလေးပေါ့နော်မီပြဟာခလုတ်လေးပြမယ်ဒီမှာပါမီပြဟာခလုတ်လေးကိုနှိပ်လိုက်ပါ basket 1နေပြီးဒီမှာခလုတ်တွေအများကြီးရှိပါတယ်ဒီမှာပါအဲ့ဒီမှာအပေါ်ဆိုတဲ့ဟာလေးကိုနှိပ်ပါဒါလေးပါနော်အဲ့လေးကိုကြာလေးနှိပ်ပြီးလိုက်ပါနော်နှိပ်ပြီးလိုက်ရင်ကိုကြိုက်သလောက်ကိုအပေါ်ထပ်ထိလုပ်လိုက်ပါကဲလုပ်ပြီးသွားပါပြီလုပ်ပြီးသွားရင် action ဆိုတဲ့ဟာကိုမြန်လေးနှိပ်လိုက်ပါနော်ဟုတ်ပါဘူးဒီတိုင်းမဲ့အပေါ်မှာဒီမျိုးလေးစီးလို့ရသွားပါပြီနက်တီထီသွားခြင်းတော့ထပ်ပြီးတော့အပေါ်နှိပ်လိုက်ပါဆိုရင်နက်တီကိုရောက်သွားပါလိမ့်မယ်ငရဲပြူစင်းချင်တယ်ဆိုရင်တော့အောက်ကိုသွားလိုက်ပါဟဲဆောက်ပြီးဝင်နေရပါနော်ကေတော်လေးမိုက်ပါရဲ့ဒီမှာပါဝေါနောက်တစ်ခုကတော့အပေါ်မှာလမ်းလျှောက်နည်းလေးကိုပြပါမယ်ဒီမှာလမ်းလျှောက်နည်းလေးဆိုရင်အရင်ဆုံးချက်ပတ်ကိုတင်ထားရပါမယ်ပြီးရင်ဘာလုပ်ရမလဲဆိုတော့ menu ဆိုရတဲ့ဟာလေးကိုဝင်လိုက်ပါပြီးရင်ချက်တာ item ဆိုတဲ့ဟာလေးကိုဝင်လိုက်ပါရှင့်ဝင်လိုက်ပြီးရင်အောက်ကိုနည်းနည်းချပါချရင်ဒီမှာပေါ့နော် chapert မှာပေါ့နော် chapert ဒါလေးပေါ့နော်ဒီ iCloud လေး iCloud နေလိုက်ပါဆိုကဒီမျိုးလေးဖြစ်သွားပါပြီဟာဆိုတော့ဒီလိုမျိုးလေးဖြစ်သွားပါမယ်အဲ့ဆိုရင်တော့ဒီမျိုးလေးပေါ့နော်မိုက်ပါမှာပါအပေါ်မှာလမ်းလျှောက်နေလေးပါလမ်းလျှောက်တော့မဟုတ်ဘူးနော်အပေါ်မှာချက်ပတ်မရှိပဲနဲ့ပြန်နေလေးပါကော့ကိုပေါ့နော်ဒီတိုင်းလေးပြန်နေလေးပါဒီမှာပါဝါစူပါမန်လို့ပြန်လို့ရနေပြီနော်စူပါမန်အင်ကြီးဝင်ပြီးတော့ပေါ့နော်ပြန်လို့ရပါတယ်ဆိုကမိုက်ပါတယ်နော်ဒီမှာပါ
တော်လေးမိုက်တယ်ကြိုက်တယ်ဟောနောက်ကမိပြောအောင်ပဲပေါ့နော်ဟိုကဘာလေးမိဘဲသွားပြဟာတွေထဲမှာလည်းမသိဘူးပေါ့နော်ဒီပေါ့နော်ဒီထဲမှာကိတ်လျှော့တွေဝင်လိုက်ပါကိတ်လျှော့တွေဝင်လိုက်ရင်ဒီမှာတို့မျိုးအိမ်လေးရှိလိမ့်မယ်အဲ့အိမ်လေးကိုမိတို့ကသွားပြီးအပေါ်တက်လိုက်ဘာတွေ့မလဲဆိုတော့မိပြမယ်နော်အဲ့ enemy ကပုံနေတာပေါ့နော်သူက enemy ဆိုရင်တော့ enemy ပဲဒါပေမဲ့သူကပုံနေရပါအဲ့ကြောင့်မသိရ enemy လို့ခေါ်တာပေါ့နော်ဆိုတော့ကိုကအရင်ဆုံးပေါ့နော်ဗိုက်ကြီးတဲ့အိမ်ကြီးဝယ်ရပါမယ်အဲ့ဆိုရင်ဗိုက်ကြီးတဲ့အိမ်ကြီးဝတ်တယ်ဆိုရင်မိတို့ကပေါ့နော်ဘာမှမဖြစ်ပါဘူးဘာမှမဖြစ်ဘူးဆိုတော့ပေါ့နော်သူများလှုပ်လိုက်ရင်မိတို့ကဘာမှမဖြစ်ပါဘူးသွေးလည်းလုံးဝမလျော့ပါဘူးအဲ့အိမ်ကြီးလေးဝတ်လိုက်ပါဝတ်ပြီးသွားရင်ကိုကြိုက်တဲ့အရာအောင်ထပ်ပြောင်းလိုက်ပါညတော့အပန်းအောင်နုနုလေးဖက်ဖက်လေးဟုတ်ပါဘူးဒီစပင်းအရှောင်နဲ့လိုက်သွားအောင်လို့အင်းကြီးရောင်လေးကိုဒီပေါ့နော်အဝါရောင်လေးလုပ်လိုက်ပါမယ်ကဲရပါပြီကဲရပြီဆိုရင်မိတွေလှုပ်ပါတော့မယ်အိမ်ကိုပေါ့နော်ဒီနားမှာရောက်လာမှာပါအန်မီကတစ်ချက်ကြည့်ထားပါနော်မျက်လုံးစူးစိုက်ကြည့်ထားပါမယ်ပြီးရင်အိမ်ပေါ်ကိုဒီမှာပေါ့နော်ချက်ပတ်လေးချလိုက်ပါအဲ့ဆိုရင်အိမ်ကပြိုသွားအဲ့နာမှာကြည့်နော်ကြည့်နေနော်အမလီလာပြီးရမှာဒုံးကြီးနဲ့ပြစ်တာပါဒီမှာပါနော်မလီကြောက်စရာကိုကြီးကျမကိုပြစ်နေရပါနော်ဒီမှာကိုယ့်သူပဲသူ့ထုံးကြီးနဲ့ပဲတည်ပါရဲ့မိကတော့ဘာမှဖြစ်ပါဘူးဒီမှာပါအနီးကပြစ်တောင်ဘာမှဖြစ်ပါအောင်နော်သူပဲဖြစ်ပါရဲ့ဆိုကသူပြေးသူခံပေါ့နော်အဲ့မဲ့မိအပေါ်တိုင်တော့သူမဖြစ်ပါဘူးနောက်ထပ်တိုင်ရင်ကိုထပ်ပြီးခွဲလိုက်ပါမယ်သူ့ထုံးစီနဲ့ခွဲပါစီရောပေါ့နော်ကဲဟဲ့အဲ့ရမကွဲဘူးလားအိမ်ကွဲသွားရင်ဒီမှာနောက်ထပ်တစ်ယောက်လာမှာအမှတစ်ယောက်ပေါ့နော်အဲ့ဆို2ယောက်ဖြစ်သွားပါရဲ့ဒီမှာပါကဲဒီမှာပေါ့နော်အကုန်လုံးတက်နေပါရဲ့ဒီမှာလုံးဝတမနာဘာမှဖြစ်သူတို့ဒီဝိုင်းပတ်စံရပါရဲ့နော်ဒီမှာကိုယ့်ပဲကိုထုံးစီနဲ့တည်ကြပါရဲ့ဒီမှာပါနော်ပတ်စံနေရပါရဲ့မိကတော့ပတ်စံနေပဲအလစ်တုံနေပါရဲ့3ယောက်ထွက်လာဟဲ့အများကြီးပဲထွက်လာနော်တော်တော်လေးတော့မိုက်ပါအန်မီလေးအဲ့ဆိုရင်ဒီဗီဒီယိုလေးကတလောက်ပါပဲနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်အားလုံးပဲ